ကယ်တော့ကျတော့လမ်းခွဲဆိုတာအရန်လွယ်ပါတယ်တယောက်နဲ့တယောက်ပြက်ပြီလို့ပြောလိုက်တာလမ်းခွဲရပဲဒါပဲရှင်ထဲမှာရှိတဲ့ခံစားချက်တွေကဘလို့လို့အလောက်လွယ်မှာလဲတနေ့နေ့တော့ပျောက်ကွယ်မှာပဲဆိုပြီးတော့ငါခုထိစောင့်နေတာပဲမင်းပြန်လာမလားဆိုပြီးတော့မျိုးလေးချက်တွေကလည်းရှောက်ဝင်လာတယ်တကယ်တော့ငါမင်းမရှိတော့ဘူးဆိုတဲ့အတီးကိုလက်ခံလိုက်ဖို့ကြောက်နေတာတကယ်တကူလည်းရှောက်နေတာပဲဒါမဲ့လမ်းတွေကတော့ခုထိပြောင်းနေကြလေမင်းကငါစောင့်နေပါတယ်ဆိုတဲ့စကားလေးကိုမင်းသိအောင်ငါထပ်ပြောချင်ပါတယ်အရှင်ကမင်းကြိုက်တဲ့မုတ်လေးမင်းပေးတဲ့ရုပ်လေးကိုခုတည်းကတိတ်ထားတော့မယ်မင်းရဲ့စားလေးတွေကိုဖတ်ပြီးမင်းကဘလို့စိတ်ကမိုးလဲငါစိတ်တွေကခုတည်းမင်းရှိတဲ့နေရာကိုပြေးသွားတော့မယ်